အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ဒီနေ့စင်ကာပူဆောက်လုပ်ရေးလောကမှာအလုပ်လုပ်ဖို့အတွက်ပြင်ဆင်နေတဲ့တငယ်ချင်းတွေအတွက် CIDI နဲ့ BCA လက်မှတ်ဆိုတာဘာတွေလဲဆိုတာဒီဗီဒီယိုမှာအကုန်ရှင်းပြပေးသွားမှာပါ CIDI ဆိုတာစင်ကာပူမှာအခုမှစလာမဲ့လူသစ်နိုင်ငံသားအလုပ်သမားတွေအတွက်ကျွမ်းကျင်မှုစစ်ဆေးတဲ့လက်မှတ်ပါစင်ကာပူနိုင်ငံမှာ construction နဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒီလက်မှတ်အောင်မြင်မှသာ work permit တရားဝင်လျှောက်ထားလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ BCA ဆိုတာကတော့ Building and Construction Authority စင်ကာပူနိုင်ငံရဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနပဲဖြစ်ပါတယ်သူတို့ရှိရထုတ်ပေးတဲ့ Go Trade လက်မှတ်ဆိုတာလည်းရှိပါတယ်ခင်ဗျာအဲ Go Trade လက်မှတ်ဆိုရင်တော့ဖြင့်ကျွမ်းကျင်လုပ်သားတွေကိုထုတ်ပေးတဲ့လက်မှတ်ပဲဖြစ်ပါတယ်ဒီလက်မှတ်ရထားမယ်ဆိုလို့ရှိရင်မိမိတို့ရရှိတဲ့အခြေခံလစာနဲ့ပို့ပြီးရမှာပဲဖြစ်ပါတယ်လစာတွေလည်းတိုးတောင်းဝင်ရမှာပါခင်ဗျာဒါကြောင့်စင်ကာပူအလုပ်လာလုပ်မယ်ဆိုလို့ရှိရင်ဒီ construction CIDI လက်မှတ်လေးတွေမရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျာစင်ကာပူအလုပ်ကိုင်နဲ့သိကျင်တာလေးတွေရှိရင် comment လေးရေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်